လောကမှာလူတွေဟာအသက်ကိုတွေ့တာတဲ့တဏှာကိုစီဝိတသာလို့ခေါ်တယ်စီဝိတအာသာအသက်ရှင်လို့တဲ့တဏှာဥစ္စာကိုရလို့တဲ့တဏှာကိုတဏှာသာလို့ခေါ်တယ်တဏှာကဥစ္စာအာသာတွေ့တာမှုရခြင်းမှုအဲ့ဒီနှစ်ခုတောင်မှပဲအသက်ရှင်နေတာနဲ့ဥစ္စာရလို့တာဒီနှစ်ခုရှင်ပြိုင်ပြီးတော့လာလို့ရှိရင်လူရဲ့စိတ်တွေဟာဘယ်ဘက်ကိုအလေးပေးသွားတော့ဆိုရင်ဥစ္စာကိုရလို့မှုပဲအလေးပေးသွားတယ်ဒါကြောင့်မို့စွန့်စားမှုဆိုတာပေါ်လာသိခြင်းသိဝိစီဒါရဖို့အရေးကြီးတယ်ဆိုပြီးတော့နော်အသက်ကိုစွန့်ပြီးတော့ဥစ္စာကိုရအောင်ယူချတာဒါပါလဲလို့ဆိုတော့အသက်ကိုတွေ့တာတဲ့တဏှာတဲ့ပစ္စည်းဥစ္စာကိုတွေ့တာတဲ့တဏှာကအာချီနေတယ်